ဖြစ်လာခဲ့တဲ့အချိန်ဒီမှာမညာစတန်းနော်အလေကြရင်တော့မနေစတန်းကျုံသွားနိုင်မလားဆိုတော့လန်တို့တောင်မြေထဲမှာပဲကျွန်တော်တို့တောက်ရောက်ပြီးကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်ဟုတ်ပါတယ် draft တွေကတော့တော်တော်လေးတော့မိုင်းနေပြီနှစ်သင်းလုံးကတော့မီးမိုင်းနေတဲ့ draft တွေလို့တော့ပြောလို့ရမယ်ဒါပေမဲ့တစ်ခုပဲပေါ့လေတစ်ခုပဲပေါ့တစ်ဖက်ကနေပြီး Blackthorn အနေနဲ့ကတော့ Yishin timing တစ်ခုကိုတော့မှန်နေမှတော့ရမယ်ဗျသူတို့အနေနဲ့ second call အနေနဲ့ကတော့ကြီးရသလောက်ကတော့ Lunos နဲ့ပြန်ပြီးတော့တည့်ထားရိုးရိုးရဲ့ Lunos ဟုတ်တယ် pick off ဆွဲမယ်ပြီးရင် dead side နဲ့ dead king off နဲ့ပြန်ပြောင်းပြီးဖတ်ဆိုပြီးထူမယ်ဗျာအားဒီကိမှလည်းတစ်ဖက်ကလည်းကျွန်တော်ချင်းပြီးပြန်ထောက်ထားတဲ့အချိန်မှာဘာပဲနေနေအဲ့လိုဖမ်းနိုင်တဲ့ကောင်ကအများကြီးပို့ပြီးလုပ်ပြနိုင်တယ်အဲ့တော့ James Man ဖြစ်နေတဲ့အချိန်ဆိုတော့ item လေးနည်းနည်းပပတော့ basic C အနေနဲ့စောင့်စားဖို့အတွက်လိုအပ်တယ်အားဒီကိမိနစ်ရဲ့ damage လိုအပ်ချက်တွေအကုန်လုံးတော့ king flash နဲ့ဖြည့်ဆည်းနိုင်မှရမယ်ဗျာနည်းနည်းတော့အဲ့လိုပွင့်လင်းပြောလို့ရှိရင် hero တွေကတော်တော်လေးကြမ်းမဲ့ hero တွေဒါပေမဲ့ item ထွက်မှာပဲအဆင်ပြေလိမ့်မယ်ဟုတ်ကဲ့ timing တွေ early timing တစ်ခုကတော့တော်တော်လေးတော့အရေးကြီးလိမ့်မယ်ပြီးတော့ pick off တွေရဲ့နိုင်မဲတစ်ခုပါတယ်နော်အဲ့ဒါဘိုးရဲ့ကတော့ကချာပဲ pick off ခေါ်သွားတဲ့ဒီတိုင်အောင်ထောင်းနောက်ကနေပြီး AOG နဲ့ဝင်ချလာလို့ရကွန်ဘိုတစ်ခုတွဲဖို့ကြိုးစားနေအားလေးကတော့ unbreakable နဲ့ပေါ့ဗျာဂျန်ငယ် face စတင်ထားတယ်တစ်ဖက်ကလည်းအဲ့လို golden လေးတွေပါပြန်ယူဖို့အတွက်အသေးလေးတကောင်ပါသွားတာနဲ့ level SP တိုးရတဲ့အပိုင်းနေ jungle pattern အရနည်းနည်းလေးနောက်ကျသွားနိုင်တယ်ဒီအောင် coverage လုပ်ဖို့တော့သူတို့ပြန်လုပ်ပေးမှရမယ်လေးဆက်ပါကျတော့ဒီတေးမှာတင်ပါနော်ဟုတ်တယ်ဗျာရှောင်းရန်အနေနဲ့ကဒီ level ကိုပေးခြင်းတဲ့ပုံစံမျိုးကတော့မတွေ့ရဘူးဒါပေမဲ့ game flash နဲ့အဲ့လိုပေါ့ early game မှာထိတ်တိုက်သွားပြီး narrow space မှာတွေ့ဖို့ဆိုရင်တော့တော်တော်လေး NA များတဲ့အလုပ်ဗျာဒါပေမဲ့ဒီချိန်မှာလည်းလေးဆက်ပါပေးလိုက်ရဂိုလန်လည်းပေးလိုက်ရ lift ဆက်လည်းပေးလိုက်ရဗီတဲရဲ့နော်ကျွန်တော်ဂိုလန်ရဲ့ပေးရတဲ့အချိန်ဆိုတော့ level တစ်ဆင့်လောက်ကွာသွားတယ်အပေါ်က red buff နဲ့ဂိုလန်အကုန်စားပြီးသွားတဲ့အချိန်ဒီမှာဆိုရင်ရှောင်းရ level 4မရတော့ဒီတိုင်းဆိုရင် first chapter 5မှာ mythic scene နဲ့ဒီဘက် Fnovo အတွက်ဒါခိုင်နှုံးတော့များတယ်ဒါပေမဲ့မေးထားလို့မရတာ side lane တွေမှာရှိနေတဲ့ gang တွေနေဗျနော်အဲ့တော့ gang ရဲ့သွားမယ် pattern နေသွားတဲ့အချိန်ဒီမှာ Blackthorn အနေနဲ့ side lane တွေသတိထားရတော့မယ်အေးလွင်ပေါ့နော်အေးလွင်ရဲ့လောက်ွက်လေးတွေကိုကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်ဗျာဒါတဲ့ objective 5မှာအေးလွင်ကိုပဲအရင်ဆုံးသွားပြီးတော့ပဲ shut down လုပ်ထားမလားဆိုတော့ကြည့်ရမယ်ပေါ့နော်အောက်မှာအောက်လင်းကိုတော့ gun ဖို့အတွက်အစီအစဉ်ကတော့ကြည့်မှာမဟုတ်ဘူးဗျာအောက်လင်းက Juno အနေနဲ့ကတော့ဒီတိုင်းပဲသူ့အနေနဲ့ comfort ကတော့ဖြစ်နေလိမ့်မယ်အဲ့တော့ရာအားလုံးကတော့အေးလွင်ရှိပဲသွားပြီးတော့ကြည့်ပါလိမ့်မယ်ဗျာခုတော့တော့နှစ်ကောင်လုံးကျွန်တော်ပြင်ရှင်းလာဖို့ကြိုးစားဝင်လုံးနေပေါက်လာ level slide ပြန်ပြီးကြီးကြနေတယ် low HP ကိုဖြစ်နေမသေးသေးဘူး finishing လုပ်ဖို့အတွက်ပြန်ပြီးတော့ဝင်လာပြီဗျာနောက်ကနေပြဖန်နီစတီးကပဲကတ်သရိုတွေကြားထဲမှာတော့ရှောင်းရန်ကျွန်တော်နောက်ကနေပြ black call နှစ်ယောက်လုံးပေးလိုက်ရတာဗျာအင်းတွေတယောက်ကိုတော့တိတ်တောင်းလုပ်ဖို့တော့လွယ်ပါလားဆိုတော့ကြည့်ရမယ်မက်ဆီအနေနဲ့ကတော့တနဖောင်လေးကတော့ပေးလိုက်ရပြီဒါတဲ့ objective fight ကတော့ skew up ဖြစ်သွားတယ်လို့တော့ပြောလို့ရမယ်ဗျာရှောင်းရန်ကျွန်တော်စောစီးကမှာနည်းနည်းနေနေပါလေဆိုမှကေးတကောင်ပေးလိုက်ရတဲ့အချိန်ဒီမှာပို့ပြီးတော့နေသွားတဲ့အချိန်ရောက်လာတယ် king flash ရဲ့ alligate timing တွေ cable finishing လုပ်ရတဲ့အချိန်ကတော့တော်တော်လေးပြန်ဆန်နေ quality messi ရောက်သွားတဲ့အချိန်လို့ပြောရမယ်first chapter 5ရဲ့ alligate jangling speed ကတော့ mythic C စတင်ပြီးတော့ဥဆောင်လာခဲ့ပြီဗျာ black တော့အဲ့လို battery ကိုမျောနေလို့တော့မရအောင်နော် king flash ရဲ့ finishing အပိုင်းတော့သူတို့အနေနဲ့ကောင်းကောင်းကြီးတိုင်းမှတ်ထားမှတော့ရမယ်ဗျဟေးနော်ကုတ်တီကတော့ချနေပြီညီကိုအတီကတော့ထည့်နေပြီဗျညီကိုလက်တော့လည်းမြန်မှတော့ရမယ်ပေါ့နော်နှလုံးသုံးလုံးလောက်တော့ကျွန်တော်တို့မြန်မှာတော့ရမယ်အဲ့တော့ကျွန်တော်ညီကိုတွေအတွက်နော် live time မှာကျွန်တော်ဒီခု match time မှာနော်ဒါ skin ကိုလေးချပေးမှာပဲဖြစ်ပါတယ်ကြည့်ရှုနေတဲ့ညီကိုတွေအတွက်ကျွန်တော်တို့ဒီဘက်က live stream လေးကို like and share လေးလုပ်ပေးဖို့အတွက်လည်းပြောချင်ပါတယ်ခုတော့ဆိုတော့ channel တစ်ကောင်ကြားထဲမှာကွာချမှုတစ်ခုကလည်းပဲ SP ကွာချမှုတစ်ခုရှိလာခဲ့ပြီဗျာ game number 2တော့လို့သူတို့အမားမခံတော့ mythic C နဲ့ game 3မှာ early game တွေကပိုပြီး snowball ဖြစ်မဲ့ program မျိုးတစ်ခုပြန်တွားထားတယ်အိုး game flash cutthroat တွေကြားထဲမှာတော့ရိုးရိုးရောက်အောင်ပဲ flicker နဲ့တော့ရုံထွက်သွားခဲ့တယ်ဗျာရိုးရိုးလိုက်ကြည့်နေတာ early timing ကလေးကဒါပေမဲ့ game flash အနေနဲ့အခက်မသိရင် तू ကပြန်ပြီးတော့ပေးရတော့မယ်ကန်နားမှာတော့သွားပြရှိတယ် Messi အဲ့တော့ word တွေနဲ့ Alien ကိုတိတ်တောင်းလုပ်ဖို့အတွက်ကတော့လောဆယ်ကတော့လုံလောက်မှုတော့မရှိသေးဘူးဗျာ Alien ကတော့ရိုင်းတက်ဖို့တော့မလွယ်လောက်သေးဘူးဒီအချိန်မှာပြီးတော့ mid ပိုင်းတိုင်အောင်မှာအရင်လှုပ်လို့မရနိုင်ဘူးပြောရမယ်ပေါ့နော်ပြောရင် Lunos ရဲ့ဒီ Kalia တွဲလုံးကနည်းနည်းလိတ်သွားပြီလို့ဆိုလို့ရတဲ့အချိန်တွေဗျ early game 3မိနစ်4မိနစ်တိုင်မှာ Mythic C ဘက်ကပူပြီးတော့ဥဆောင်လာတယ်အမားပူပြီးတော့မခံတော့ rotation နဲ့ gang သူတို့သွားချခဲ့တဲ့ strategy flow ကအသက်ဝင်နေပြီတော်လေးကိုလည်းဒါ Mythic C အနေနဲ့ PPCC ကစားထားနိုင်ခဲ့ဗျာဒီက early game သူတို့ရွေးချယ်သွားတယ်နော် mechanic ကတော့တော်တော်လေးကိုတော့ကောင်းခဲ့တယ်သူတို့ရဲ့ play style တွေကိုတော့ဒီအချိန်မှာတော့ Blackthorn အနေနဲ့ကတော့လူမျိုးပြန်လည်ပြီးရင်ဆိုင်မယ်ဆိုတော့ကြည့်ရအော်လွဲပါတယ်ဗျာနောက်ကနေပြ Messi 2 man ပြန်လည်ပြီးတော့ Sky4 ပေးထားတယ်ဒါလည်းမတော့ချောင်းရန်အနေနဲ့ကတော့ပန်ပြီးတော့ mountain shocker နဲ့တော့ထောက်ထားပေးသေးတယ်နောက်ကနေဘိုးရဲ backup ပြန်ပြီးတော့ရောက်ရှိလာတဲ့အချိန်မှာတော့အေးလွင်ပြန်ပြီးတော့အကောင်းဆုံးတောင်းလိုက်အချိန်မှာယိုယို backup တွေနဲ့တူပဲ dead side တွေကြားထဲမှာတော့ဘိုးရဲမှာပြန်ပြီးတော့ပေးရဖို့တော့ကတော့ရှိနေပြီဗျာ Alien pay trashing force အောင်မှာ finishing လုပ်ဖို့အတွက်ပြန်တော့လာတယ် Nico တော့အချိုင်းပဲပေးရမှာပဲဗျာဒီချိန်ကတော့ဘိုးရဲပြန်ပေးသွား double kill နောက်မှာတော့ Nico တကောင်ပြန်ချသွားနေပဲ3ကောင်တကောင်လဲလိုက်ရတဲ့ training တခုကိုတော့ပြန်လဲပြီးတော့မြင်တွေ့ရတယ်ဗျာဒီပဒေကတော့ Blackthorn တာသွားပြီလို့ပြောရမယ်ယိုယိုနော်ယိုယိုရောက်လာတဲ့အချိန်ကလုံးဝ right time ပဲသူ့ရဲ့ dead side တွေကအတင်းပေါ်မှာတော်တော်လေးတော့ impact တော့ဖြစ်ခဲ့တယ်ဗျာဒီချက်ကိုပဲအခွင့်ကောင်းယူပြီးတော့ Blackthorn အနေနဲ့ကတော့သူတို့ရဲ့ game number 3ဒီ early game time လေးတစ်ခုတော့စတင်ပြီးတော့ဥဆောင်ဖို့အတွက်ခွင့်ရေးလေးကတော့စတင်ပြီးတော့လမ်းစားတော့ပွင့်လာခဲ့ပြီဗျာ Messi မှာတော့ ultimate တော့ရှိတယ်တန်တန် flash လာဒါမှမဟုတ်ရင် torrent found လာဆိုတော့ရွေးချယ်ရမယ်ဗျာ Mythic C အနေနဲ့ battle လေး fight ဖို့အတွက်ကတော့လောဆယ်ကတော့နည်းနည်းလေး delay ထားသေးတယ်ဒီကတော့သူတို့အမှားတိတ်ပြီးတော့မခံတော့တာတော့ကောင်းမယ်ဗျာ
ဒီက Blackthorn ဘက်မှာရိုးရိုးရဲ့ Dead Chaos damage တော်တော်ကောင်းနေဗျာ။နဲ့ Battle Saturation ပြန်သွားတဲ့ဘက်မှာ Blackthorn ကခုနကတော့ Battlefield တော်တော်ကောင်းသွားတယ်။ဟိုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒီ Mythic ဘက်ကတယောက်ချင်းကြီးပြသွားတယ်ပါလိုက်တိုက်တယ်ဆွဲအောင်မှာတော့မရဘူး shut down ကြီးကိုတော့ရှောင်းရရသွားပြီဗျာ။ Early game တွေမှာနှိမ့်နေတယ် Hero K တွေပေးနေရတယ်ဆိုပေမဲ့ဒီအချိန်ဒီမှာ shut down ကြီးရထားတာပါ။ Black ကတော့ Fanny ကိုတော့လိုက်တော့ရှာနေပြီဗျာနော်တကယ်လည်းပါလာခဲ့တယ် Messi အပေါ်မှာ A လွင်ကိုလည်း A လွင်ကမနိုင်ပြောရရင်ကျွန်တော် assistant နဲ့ Hero K ရသွားတဲ့အချိန်မှာသူနည်းနည်းလေးမာပေးလာနိုင်မှုကအတိုင်းနဲ့လွန်တော့ဖြစ်လာခဲ့တယ်အဲ့တော့ Messi အနေနဲ့က A လွင်နဲ့ရှင်ထင်းရတဲ့အပိုင်းလေးမှာတော့အခက်ခဲတော့ရှိလာတယ်ရိုးရိုးကလည်းတောက်လျှောက်ဆိုသလိုအလီတာတက်စားမယ်ဆိုရင် Early game မှာ Messi ကိုလိုက်ကြည့်နေရဗျဟုတ်တယ် Lightning Track ကျွန်တော်ပြီးလိုက်တစ်ဖက်ကလည်း Glowing ဝင်ပြန်သွားထားတယ် Mythic ကပုံပြီးမှပဲ CP မှာတယောက်ချင်းတွေဝင်နေဆိုရင်တော့ဒီဘက်က Blackthorn ဘက်ကလည်းပြန်ရှင်းသွားနိုင်တဲ့အခြေအနေဖြစ်တယ်နောက်သိမကွာတော့ Early game မှာတော့ကျွန်တော်နည်းနည်းလေး rotation တွေနောက်ကျတယ် Gang တွေပေါ်မူတည်ပြီး Mythic ကသာပြီးရမယ်လို့ထင်ထားပေမဲ့ but team fight တွေကိုကောင်းကောင်းမွန်မွန်ပဲကျွန်တော် Blackthorn ဘက်ကပြန်ဖိထားနိုင်တယ်ဗျဒါဟိုဒီနေ့ match မှာပေါ့နော်ကျွန်တော် Blackthorn ဘက်ကတုံ့ပြန်မှုတွေသူတို့ဘက်ကပိုကောင်းတယ်အသင်းကနေနေပေမဲ့သူတို့သွားခြင်းငယ်တဲ့ flow တိုင်းပြန်သွားနိုင်တယ်ဆိုတဲ့အရာမျိုးတွေမြင်တွေ့ရတယ်ဒါအရင်နဲ့မတူဘဲနဲ့သူတို့ပြောင်းလဲတိုးတက်လာတဲ့အရာတစ်ခုဗျာလက်ကလည်းရိုးသူ့မှာ damage ရှိနေပါပြီဆိုတဲ့ feeling ကိုကောင်းကောင်းပေးထားရပေါ့နော်အဲ့တော့ King Flash အနေနဲ့ခုနကလိုမျိုးအရင်ဝင်ချင်တိုင်းဝင်လာလို့တော့မရအောင်အဲ့တော့သူတို့မေးနေတာဒီတိုင်း timing တစ်ခုကတော့ရှိနေသေးတယ်ဒီတိုင်းအခုချိန်ဒီ fan ပုံစံမျိုးကိုတော့သွားပြီးတော့တွေ့နေရတယ်ရှောင်းရန် Morning Shot ကဒီကတော့သူတို့ရဲ့ target ကတော့အလေလန်း mid objective ပဲဘိုးရဲပြန်နေပြီးတော့ပဲ Nico တော့ cover up တော့ပေးထားသေးတယ်ဗျ big objective ကတော့ Blackthorn အောင်မြင်သွားနဲ့မရပါဘူးလို့ပြောရမယ်ဗျမင်းမရှိရ first down တော့အပြေးချိုးကိုကျိုးလာဗျာနော် flicker တွေပါနေပြေးပန်းတာပေးရပြီပေးရရင်တော့များပါပြီအောင်လေးကလေးကတော့ဘာပဲနေနေအလီတာနေနဲ့ space တစ်ခုကတော့ပြန်ချသွားတဲ့ပုံစံတစ်ခုပဲမင်းမကျွန်တော်နီကိုလည်းဒါအနောက်ကိုပြန်ရှောင်သွားတဲ့အပိုင်းတွေမှာမင်းမရှိရထားရနေရလာရင်တော့ Blackthorn ဘက်ကတော်တော်လေးအဆင်ပြေတော့တယ်အဲ့တော့မကြိုင်မှာတော့ objective ပြန်ပြီးတော့ပေါ်လာတော့မယ် AOG ပါတယ်ခုနကတော့လိုမျိုးလာ drive မှုအတွက် elite damage တွေပို့ပြီးတော့တောင်းဆိုမှုတွေပိုရှိလာတယ်နော်လာ drive မယ်ဆိုရင်တော့ပိုကောင်းတယ် elite အနေနဲ့အေးရင်ရင်သုံး share မှုတော့ကတော့ Matic C အနေနဲ့ကတော့စဉ်းစားနေရဗျ Game Flash အနေနဲ့ကတော့အဓိကဟိုဘက်က map position လေးရမ်းမပေါ်သေးဘူးဆိုတဲ့အတွက်ကြောင့်သူ့အနေနဲ့ရိုင်းလို့ရတော့ရှိတော့မရှိသေးဘူးဒီကိုလည်း position high ထားတော့မယ်ဗျ Messi အနေနဲ့အရင်ဆုံးစပြီးတော့ initiate မယ်လို့တော့ထင်တယ်ဒီနောက်မှာကျွန်တော်တို့ဘိုရဲအနေနဲ့ follow up လေးကတော့လိုက်လာခဲ့မှာဗျထပ်ပြီးတော့ပဲကျွန်တော်ရှောင်းရန် Morning Shot ကခေါ်ထားတဲ့ဂျာထဲမှာတော့ Messi တစ်ဖက်က Juno တော့ပြေးပြီးတော့တွေးမိနေဒါပေမဲ့တစ်ဖက်မှာလည်း Slam ပေးလိုက်ဂျာထဲမှာတော့ Game Flash ကြောင့်တော့ရုံးထွက်ထားသေးတယ် leader combination ချလိုက်နေတာတစ်ခုမှတော့ Catherine နဲ့တူပဲ Black အရင်ဆုံးတော့ပေးထားသေးတယ်ဗျအေးလွင်အနေနဲ့ကတော့ damage taken အကောင်းဆုံးလုပ်ထားတဲ့တူပဲ Messi ဒီပတ်တင်မှာတော့သူတို့ Hero K တစ်ကောင်တော့ပြန်ပြီးတော့ပေါ်ဆောင်နိုင်ခဲ့ပြီ Over fight လို့ပြန်ဖြစ်သွားတယ် KB Catholic ကတော်တော်လေးတော့နာရိုးရိုးလေးကျွန်တော် low HP ဖြစ်နေတဲ့အချိန်မှာ Mythic C နဲ့ဒီတစ်ခေါက်တာတွေကိုရဖို့အတွက်မြန်ဆန် try မယ်ဆိုရင်တော့ဖြစ်နိုင်တယ်ဒါပေမဲ့အေးလွင် damage ကောင်းကောင်းထိန်းပေးနိုင်တယ် Juno ပါနေတဲ့အချိန်ဒီမှာတော့ retreat ဖို့အတွက်ရန်ရှိမနေတော့ပဲဒီတစ်ခေါက်တာတွေကတော့ Mythic C ရဲ့လက်ထဲကိုပဲပြန်ပေးလိုက်ရပြီဗျာဒုံးနေအဆင်ပြေသွားပြီဗျာနော် leader ပါလာတဲ့အချိန်မှာ Mythic C အနေနဲ့သူတို့ရဲ့ attack အနေနဲ့သူတို့မြန်ဆန်လာတော့တွေ့ရတယ်ဒီကလည်းသူတို့အတွက်လုံလောက်တဲ့ damage ကတော့မှပါနေပြီပေါ့လေ Messi အနေနဲ့ကတော့အိုး rely လိုအပ်ချက်လေးနည်းနည်းတော့ရှိသွားခဲ့တာဗျာ Blackthorn အနေနဲ့က sticky found တစ်ခုကိုစတင်ပြီးတော့ပဲဖန်တီးမယ်နဲ့တူရဗျာရှောင်းရန်ကို famine space လေးပေးထားပြီးတော့ဒီမှာလည်းထပ်ပြီးတော့ပဲ A တွင်ပြေးဝင်လာတဲ့အချိန်မှာတော့ Messi stone mine လေးတော့ပေးထားသေးရဗျာနောက်မှလည်းကျွန်တော်ဘူရဲနဲ့ Nico ရှိနေတဲ့အချိန်တစ်ခုမှာတော့ A တွင်ဟိုဒီအချိန်မှာတော့တိတ်တောင်းလုပ်ဖို့အတွက်ကတော့မလွယ်သေးပြန်မလွယ်ဘူးနော်ဒီချိန် A လွင်တော်တော်လေးတော့မာပေးနိုင်တယ်အသင်းကအဲ့လိုနည်းနည်းလေးနေနေတယ် 3K behind ဖြစ်နေပေမဲ့ A လွင်နေနဲ့ KDA 1 on 2မှာနောက်ပိုင်းမိနစ်တွေကြာရင်တော့ကျွန်တော်ဘာလို့နေ live ဖြတ်ပေးမှန်းနေတော့ကြည့်လေဗျဒီတိုင်းဆိုရင်တော့တစ်ဖက်မှာညီကိုခုနက glowing ဝင်ပြီးနေရမျိုးတွေတော့မြင်တွေ့ရတယ်သူစီက mixed damage လေးပါမှပဲ A လွင်နဲ့တပ်ဖို့ဖြတ်ဖို့တော့လုပ်လို့ကြမယ်မင်းမမိနေပြီရိုးဒီချိန်တွေမှာတော့သူတို့ပြန်ရှောင်သွားတဲ့ပုံစံပဲဟုတ်တယ် light side လေးများပေးလိုက်ရလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့ပေးလိုက်မပေးလိုက်ရအောင်နဲ့ထုပါတယ်နော်ကျွန်တော်ဒီတိုင်းမပြန်ပြီးတော့ fall back သွားတဲ့ပုံစံမျိုးလေးပဲဗျာရိုင်းလည်းဝင်တိုက်လို့တော့မရဘူးဘေးမှာလည်း Juno ရှိနေတယ်တကန်နာကလည်းသွားပြီးတော့တွေးနေရတယ်အဲ့တော့ Blackthorn ပြန်ပြီးတော့ zone in ထားတိုင်းနဲ့ပဲ Method C ကိုတော့ mid objective ကို pressure ပေးဖို့အတွက်ကြိုးစားပါအောင်အော် AOG ပြန်တော့ခုံလင်းလာသေးရဲ့ဗျာ minion wave ကိုပဲ prioritize ရှင်းတိုင်းနဲ့ပဲ make up fast down တော့မချိုးပါဘူး Messi ခိုင်းဖဲခေါ်လာကိုကြိုးစားအေးလွင်မရဘူးကျွန်တော်ပြောလို့ပဲ glowing ပါနေတဲ့ timing တွေမှာဒီတစ်ခေါက် UNS နဲ့ရိုင်းမပေးနိုင်မှာမဟုတ်ဘူးဗျာ leadership က penetration ကလည်းတကယ်ကိုကျွန်တော် combine တော့ဖြစ်သွားခဲ့ဗျာဒီအချိန်မှာတော့ A လွင်အနေနဲ့ခုနလိုမျိုးသူ့အနေနဲ့မာပေးနိုင်မှုတွေကတော့ရှိလာတော့မှတော့မဟုတ်ဘူးဗျာတပည့် Maxman ဆိုတဲ့အားမှာတော့သူရိုင်းခေါင်းထိုးဝါဖို့အတွက်ကတော့လွယ်မှာမဟုတ် team fight ပတေလေးနဲ့တူပဲလောက်ွက်လေးလိုက်ပြီးရှာဖွေမှတော့ရတော့မယ်ဘိုးရဲတောက်လျှောက်ဆိုလို့ vision လိုက်ထောက်ပြီးတာတော်တော်လေးကိုကောင်းနေဗျာ Blackthorn အနေနဲ့အစုလိုက်လေးကိုတော့သွားပြီးတော့တွေ့နေတယ်ဒီအချိန်မှာတော့ Matic C အနေနဲ့သူတို့ရဲ့ lane pressure ပေးနိုင်မှုအားတွေကတော့ရေးပါလာပြီဟုတ်တယ်ရေးပါတဲ့ခန်းကဏ္ဍတစ်ခုကိုတော့ကျွန်တော်တဖြည်းဖြည်းနဲ့ပုံဖော်လာခဲ့ပြီဗျာကလောက်နဲ့ဖန်နေဆိုတော့နော်လောက်ကလေကျွန်တော်တောက်လျှောက် free fan ရနေအောင်လေးချိုးတယ်ကျွန်တော် free လေးကိုတကယ်ကို fan နေအောင်တော်တော်နားတယ်ဗျာနော်လက်ရှိချိန်ကြီးအလီတာပြစ်နေတဲ့ damage ကအဲ့တော့ဘာပဲနေနေ Charlotte Form ပြောင်း fan ကိုကြိုးလိုက်ဒါပေမဲ့ open နဲ့မှာပါသွားပြီ Messi ပြန်တော့ထုတ်လာသေးရဲ့ဗျာပြန်ပြီးတော့ပဲ stone bind ပေးတော့မလားဆိုတော့ကြည့်ရမယ်ဗျာ Blackthorn အနေနဲ့ကတော့အရင်တော့တော့မတော့ဒီက Juno offense ပါလာတယ်သူတို့ instant ဖြတ်လို့ရလားဆိုတော့ကြည့်လိုက်တယ်ချိန်နေမကောင်းဆိုရင်တော့သူတို့ပြန်ပြီးတော့ fall back သွားတယ်ပြန်လမ်းမှာပြန်ပြဆောက်တယ်ရှောင်းရဲတပတ်မှလည်း snap slam တော့ beautify ပြန်လည်းပြပဲ leader fall back သွားသေးရဲ့ဗျာ Blackthorn ချက်ပြီးတော့ fall back သွားပါသေးတယ်မရရင်မလုပ်ဘူးတော့ဗတဲ့ V မှာ
leader ဒီမှာ purify မရှိဘူးဒီ information ကိုသူတို့ကောင်းကောင်းသိထားတဲ့ပုံစံတစ်ခုပဲဒါပေမဲ့နေကျွန်တော်ဒီ ultimate black ပေးလိုက်ရရင်မယ်နောက်ကျရင် ultimate ရတဲ့ time တွေမှာ test ဆွဲခေါ်လို့ရတယ်ဗျ Stallion B Treasure Pulse နောက်မှာတော့တော့ဖမ်းနေတယ်တော့နေပြန်ဆန်လေးပဲတော့မှ Matrix ပြန် force နေပါပြီ black မှာတော့ tsunami slam တော့မရှိဘူးဗျဒီရောက်လဲ Matrix ကောင်းကောင်းယူတော့နားနေထားတယ်ဒါပေမဲ့လည်း leader ရှိမှလည်းခုနက SC ပြောသူ purify မရှိဘူးဆိုတဲ့ information ကလည်း black ရှိမှကောင်းကောင်းယူရရှိတယ်ဗျ Matrix အနေနဲ့ Lord Dance Sport တော့သူတို့နည်းပြီးတော့စဉ်းစားနေတယ်ဒီကတော့ leader ရဲ့ blessing view timing ကိုစောင့်နေရတယ်လို့တော့ထင်တယ်ဗျဘသူကစပြီးတော့ initiate လဲဆိုတော့ကြည့်ရမယ် black starter strike ပေးထားတဲ့ကြားထဲမှာတော့ဘိုးရဲခေါင်းတော့ထိုးထားသေးတယ်ဗျနောက်ကဒီပြ Messi အနေနဲ့ follower live ကိုကြည့်ထားတဲ့ကြားထဲမှာတော့ black ပြန်ပြီးတော့ပဲပွာသွားသေးတယ်။အိုးထားတော့ဖောင်းတစ်ကောင်လုံးဆွဲခိုးလာဖို့ကြိုးစားတယ်ဗျာ။ဒါပေမဲ့တုံးပိုင်းချက်မှာတော့အေးလွင်နေနဲ့နောက်မှာတစ်ဖက်မှာ attention တောင်း leader တစ်ကောင်နဲ့ကြားမှာညက်နေပြီ။အိုး light side ပြန်ပြီးပေးထားတဲ့ကြားထဲမှာ Messi 3 man လောက်ကတော့သွားပြီးတော့ကြံနေသေးတယ်ဗျ။ Fanny အနေနဲ့ကတော့ Castro ပြန်ပြီးပေးထားတဲ့ကြားထဲမှာ Juno ပြန်ရထားသေးတယ်။ Starter strike နဲ့ဘိုးရဲကိုဆွဲခေါ်လာတဲ့အချိန်မှာတော့နောက်ကနေပြီးတော့ follow up ပေးဖို့ damage ပေးဖို့ Yoyo ကတော်တော်လေးတော့အလှမ်းတော့ဝေးနေခဲ့တယ်။ Messi 4 man ပါလောက်ကြံနေတဲ့အချိန်မှာတော့ Blackthorn အနေနဲ့ဒီအချိန်မှာရှောင်ရမ်းမရှိတဲ့ပြုံမှာ Juno ပါထပ်ပြီးတော့ကြာထားတယ်။ main core နှစ်ယောက်မရှိတဲ့ဒီပတေတီဆက်ဆိုင်ဖို့အတွက်တင့်တော်ပါမလားဆိုတော့ကြည့်ရအောင်မယ်ဗျ။လက်ရှိမှာဂျန်ဂလာမရှိနေဘူးသူတို့ဒီ information ကိုကောင်းကောင်းသိထားတယ်ဘက်ကလည်းကျွန်တော် leader မရှိတဲ့ battlefield ကို Matrix အနေနဲ့အရင်ပုံမပေါ်ခြင်းသေးဘူးဗျာထွက်လာမယ် report time တွေပြန်ဆောင်မယ် turn form ပြောင်းတုံးပိုင်းချက်နဲ့ဆွဲခေါ်လာဖို့ကြိုးလိုက်မယ် forward damage ရရင်ရောသွားလို့တော့မရဘူးတကယ်ချင်းဒီပြန်ထိုးတဲ့ down ကိုအေးလွင်ခံနိုင်နေအေးလွင်မခံနိုင်တဲ့ case ကဒီကိုပြစ်နေတဲ့အရာနဲ့ leader ပြစ်နေတဲ့ damage ကိုသူမခံနိုင်နေတာဒါပေမဲ့ Messi ရှိမှလည်း Domian Ice တွေပါကြီးကတော့ပါလာခဲ့ပြီဗျာနော် Game Flash အနေနဲ့ကတော့သူ lane pressure လိုက်ပေးပြီးတော့မယ် dog objective ကိုလာဆိုင်တော့ပို့ပြီးတော့ကောင်းလိမ့်မယ်အော်အေးလွင် tower damage တွေပါခံပြီးတော့ပဲရိုးဟာ tower ချိုးနေတာဗျာ mega objective ကိုတော့ရလိုက်ပြီလို့တော့ပြောလို့တော့ရမယ်ဒီရတော့ Blackthorn အတွက်ကတော့ခြေတလန်းသွားပြီးတော့တာလိမ့်မယ်ဗျာတကယ်ပဲကျွန်တော် Blackthorn အနေနဲ့ကတော့ game number 3မှာ Matrix ကိုဥဆောင်ဖို့အတွက်အဆင်သင့်ဖြစ်နေပြီလားဆိုတဲ့မေးခွန်းတွေကတော့အများကြီးရှိလာနေပါပြီတော့ better position 5မှာမြင့်မှာ first down တော့မရှိတဲ့ case ကမြင့်မှာ position ယူနေတဲ့ဒီကိုအတွက်တော်တော်ခေါင်းခဲတဲ့တကူဖြစ်လာပြီအချိန်မီသူ့အိမ်သွားနိုင်တယ်နောက်ကိုပြန် fall ဖို့အတွက်လေ position ယူရတဲ့ပိုင်းမှာ Matrix အနေနဲ့ခက်ခဲနိုင်တယ် Blackthorn ဘက်မှာမြင့်မှာရှိတဲ့ first down ရှိနေသေးတဲ့အတွက်ကြောင့်ဒီ zoning control တွေသူတို့အတွက်အသာလေးတခုရအောင်သွားနိုင်တယ်ဗျာ Purify တီးတီးကတော့ရှိနေတယ်အေးလွင် leader ရဲ့ပြစ်ချက်တွေကိုတော်တော်လေးကိုတောက်ခံထားသေးတယ်ဗျာတစ်ဖက်ကနေ Messi အနေနဲ့ခွင်ကောင်းလေးတစ်ခုတော့စောင့်နေကြတယ်ဘိုးရဲနည်းနည်းလေးတော့ကြုံထားသေးတယ် Messi 2 man Skyfall ဘာမှလည်း tsunami slam ပြန်ပြီးဆွဲခေါ်သွားတယ်ကျွန်တော်ဘိုးရဲပြင်းနေတဲ့ဆွဲတဲ့ black ရောင်းတော့ပြန် fall back ထားတယ်ဆိုရင်လည်း elite damage တွေနေတော့ပြန်ပြီးအဆုံးသတ်ထားသေးတယ်ဗျာအေးလွင်မှာထပ်ပြီးတော့ကြာဆုံးနေတယ်တစ်ဖက်ကနေကြံနေခဲ့ Yoyo Nico shut down လိုက်ပြီးတော့ June နဲ့3 man ပါလောက်ကိုတော့ Blackthorn ပြန်လဲပြီးတော့ပေးဆက်လိုက်ရပြီဗျာတစ်ဖက်မှာတော့ Matrix အနေနဲ့ရလာတဲ့အခွင့်အရေးကိုအသုံးချရင်းနဲ့ပဲ objective တွေကိုတော့လိုက်လံပြီးတော့ယူနေပြီတော့ objective ကိုပါပေးလိုက်ရတယ်ဆို Blackthorn အတွက်ကတော့တကယ်ကိုကျွန်တော်တို့အထိနာသွားခဲ့တာကဲကောင်းတဲ့ကျွန်တော် low setup တစ်ခုကို Matrix ကဒီ battlefield မှာပုံဖော်သွားခဲ့တယ်ဗျာ AOG ဆင်းလာတယ်နောက်မှာ Nico ရဲ့ Stallion Pin Treasure Pulse တွေတောက်လျှောက် right time ပါတယ်ဖမ်းပြီးပြုတ်ပေးတဲ့ဘိုင်းတွေပါလေ Messi တော်တော်ကောင်းနေဗျာ objective ရတဲ့အပြင်3ကောင်ကျွန်တော်မှောက်သွားတဲ့ Blackthorn နေနဲ့သူတို့ high ground တာပါတယ်ဆိုတဲ့အရာတခုကနည်းနည်းလေးလုံးရကန်ရခတ်သွားတယ်လို့ပြောရမယ်ပွင့်လင်းမြကျွန်တော်ဥသွားမယ်လို့ထင်တာဗျာတကယ်ပဲ Juno တို့ပါဝင်လုံးသွားပြီးတော့တကယ်တမ်းကျွန်တော်လက်ဦးမှုရရှိသွားတယ်ချစ်လန်းသွားတဲ့အသင်းကကျွန်တော် Matrix ဖြစ်ခဲ့ပြီးတော့ဒီတစ်ခါ long advantages ကိုတော့သူတို့အပြေးဝခံစားပါအောင်မယ်ဒီကုန်းနဲ့ leader တို့ကျင်းနေပေါက်ကိုတော့သူတို့တွေပြီး hit ပေးလို့တော့မရဘူးဗျမဟုတ်ဘူးသူတို့ဒီ damage taken တွေကိုခံနိုင်ဖို့အတွက်ကတော်တော်လေးတော့ခဲရင်းနေ low objective ကိုတော့ဒီမှာပဲဖြည့်ရှင်းဖို့တော့ကြိုးစားအောင်မယ်ဗျ Matrix အနေနဲ့ရိုင်းဝင်တိုင်းလို့တော့မရဘူးသူတို့ spare gas လေးရဲ့အခြေအနေလေးကိုတော့ချက်တော့ပြန်ပြီးတော့သုံးသက်ကြအောင်မယ်တစ်ဖက်မှာလည်းကျွန်တော် Juno ရဲ့ offense တွေကသွားပြီးတော့ကြံနေသေးရဆိုတဲ့အတွက်ကြောင့်ဘက်က Yoyo ရဲ့ combination နဲ့အတူဒီအရာတွေက counter attack တွေ bounce back တွေဘာမှမဖြစ်သွားနိုင်နေဗျမှန်ပဲဗျတော့လက်ရှိချိန်တွေကအောက်မှာတော့ကျွန်တော်ဂိုးလေးနှစ်ကောင်ကြားထဲမှာကွာဟာတော်တော်လေးကိုကွာထားသေးတယ် Trinity 3လောက်ပြီးပါပြီ Masman နဲ့ဆိုတော့လေဟုတ်တယ် Malefic လည်းပါတယ်ဘာဖြစ်နေနေ space ကတော့ဒီလိုမျိုးပြန်ပြီးတော့ရှိနေအောင်ပါပဲဗျာ mid point ဆက်ရမှာဆိုလို့ရှိရင်တော့ကျွန်တော် Nico အနေနဲ့ divine clip ပါလာပြီ sky ပြီးတော့ပါတယ်Black Wing မှာပါတဲ့အချိန်ဒီမှာသူတို့ magic power damage ကတော်တော်လေးများတယ်ဗျာတစ်ဖက်ကဒီ carry player အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရှောင်းရံဒါ network အများဆုံးပဲသူတို့တင်းဘက်မှာ and strike ပြီးတယ် endless battle အဲ့ဒါကိုမှကျွန်တော်ဒီ Malefic နဲ့ဘာဖြစ်နေနေကျွန်တော်ဒီရှောင်းရံစီကဒီ damage output တွေများများစားကျွန်တော်မျှော်လင့်မိတယ်ဒါပေမဲ့လည်းပဲပြီးလို့မရဘူးဖြစ်နေပြီးလို့မရဘူးဖြစ်နေဒီချက်ကိုတော့ Black Zone အနေနဲ့ဘယ်လိုဖြေရှင်းမလဲပေါ့ဒီအဓိက Black နဲ့ Yoyo နဲ့သူနောက်က light တွင်းတော့ရတယ်အဓိကလည်းသူတို့တစ်ဖက်က Matrix ရဲ့ပတန်အောင်ကြည့်ပြီးတော့ပဲ Blackthorn ရဲ့ black အနေနဲ့ကတော့တောက်လျှောက်ဆိုသူ response လိုက်ပြီးတော့ပြန်ပေးနေတာအဲ့ဒီအချိန်မှာရှောင်းရန်အနေနဲ့အနားမှာမရှိနေတာလည်းကြောင်းပေါ့လေဒါပေမဲ့လည်းပဲ Yoyo အနေနဲ့ဒီလိုမျိုးဟာကွက်လေးကိုတော့လိုက်ပြီးတော့ဖြည့်ပေးထားနိုင်တဲ့အချက်လေးတွေကတော့ရှိတယ်သူ့မှာရှိနေတဲ့ဒါ lightning touch on ပြီးသွား divine clip glowing one နဲ့ဆိုရင်တော့သူ့အတွက်ကတော့မှန်တိုင်းပြောရင် damage ကတော့လုံလောက်နေ holy crystal ပြီးလာမယ်ထပ်ပြီးတော့ပြီးလာမယ်ဆိုရင်တော့ leader တို့ဘာလို့အတွက်ပါအနေနဲ့များတယ်ဗျပွင့်လင်းပြောရင်လေလို့ Blackthorn ဘက်ကအဲ့လိုတစ်ဖက်ကတုံ့ပြန်တာကိုစောင့်ပြီးတော့တုံ့ပြန်ပါကျွန်တော်တို့ယူထားတဲ့ hero တွေ battle ဖွင့်တဲ့ hero တွေဗျာကျွန်တော်ဒီ Kalia ရှိရ Juno ဆိုရင်လည်းကျွန်တော်ဒါ Ruby ရှိ Offense တွေဒီသိရမလား Tsunami Slam နေတယ်သူတို့ကိုယ်တိုင် battle ဖွင့်ပြီးသွားရင်ကျွန်တော်ရီဆန်ရှင်းတို့ပြန်ကျုံးလို့ရတယ်ဒါအနေထားဗျာကျွန်တော်တို့အဲ့လိုမျိုးသူတို့ရှိတာတကယ်တကောင်ဖြစ်နိုင်တဲ့ ဖြတ်နိုင်မဲ့ damage တစ်ခုဒါထွက်လာပြီဆိုလို့ရှိရင်တော့တခါလေးတီးထုတ်လိုက်တာပိုကောင်းမလားလို့
အားနဲ့မှန်နဲ့လှုပ်စေခြင်းနေ အားနဲ့မှန်နဲ့ဖြုတ်စေခြင်းနေ အားနဲ့မှန်နဲ့ဖြုတ်စေခြင်းနေရဲ့အချိန်မှာတော့အေးလွင်သွားပြီးတော့ vision ကတော့ထောက်ထားပေးသေးတယ်ဗျာဘက်မှာလည်းကျွန်တော်တို့3 man ပါလောက်သွားပြီးရှိနေရဆိုတဲ့အတွက်ကြောင့်အေးလွင်အနေနဲ့ကတော့အခြေအနေအကြေကဲလို့ချက်လောက်တော့သွားပြီးတော့သုံးသက်နေတယ်လီဒါအနေနဲ့က winner crown တွေပါဟစ်ပါလာခဲ့ပြီနော် item match သွားပြီ blessing ကျူးနဲ့ winner crown ဒါမျိုးကျွန်တော်တို့ follow up တွေကလာပါလာတော့မှာဗျာ ဟုတ်တယ်နော်ကျွန်တော်ဒီတိုင်းဆိုရင်တော့ Lobatic Philia ကျွန်တော်ပို့ပြီးအကျိတ်နေရှိတော့မှာ item နေ network တွေရတော့ Mythic C အနေနဲ့တော်တော်ကြီးကိုတာသီးရတယ်ထုံးစံတိုင်းပဲ Mythic C ပေါ့ဆလို့မရဘူးပေါ့ဆတာနဲ့ lock ပေးရမယ်နော်ချိန်နေမကောင်းနိုင်ဘူးဒီတိုင်းဆိုလို့ရှိရင်တစ်ဖက်မှာ Black Tone အနေနဲ့ပြန်သွားရတဲ့အပိုင်းတွေမှာခုနကတော့လိုမျိုးကျွန်တော် pick off လေးပြန်လုံနိုင်တယ်ဒါကတော့သူတို့ရဲ့အားသာချက်လေးတွေဖြစ်တယ်ဗျာဒီဟာတခုတော့သူတို့စုပ်ကင်ထားနိုင်မယ်ဆိုရင်တော့ပိုကောင်းနိုင်တယ်ပေါ့ဒီလိုလဲတစ်ခုခုတော့လုံးပြမှာတော့ရမယ်ဗျအောက်မှာတော့ကျွန်တော် game flash ကိုတော့သွားပြီးတော့ရှာနေပေါ့နော်ဂျူနိုရဲ့ဒုံ run တွေ off fan တွေရတယ်ကောင်းကောင်းပြီးတော့အလုပ်ဖြစ်မှာတော့ရနိုင်မယ်အေးလွင်ကတော့တူတောင်းဝင်သူကြေပေါ်တော့တန်းကောင်နေရပေါ့လေတစ်ဖက်ကနေပြီး vision လိုက်ထောက်ထားတဲ့ကြားထဲမှာတော့ရှောင်းရန်နေနဲ့နောက်ကနေပြီးတော့ကတိုးလေးတော့လိုက်နေတယ်ဖက်မှာလည်းကျွန်တော်တို့ Messi တို့ Boye တို့ Nico တို့ပြန်ထောက်ထားရဆိုတဲ့အတွက်ကြောင့်အေးလွင်နဲ့သူ့ရဲ့ခြေလန်းတိုင်းအောင်တော့သွားပြီးတော့ဂီယူတော့စိုက်နေရဗျဟုတ်တယ်ခြေတလန်းတိုင်းอ่ะဒီချိန်မှာရေးကြီးနေပြီနော်မှားလို့တော့မရဘူးMythic C ဘက်က law force နဲ့ပို့လို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးခုနကတော့လိုမျိုး Juno set up နဲ့အဲ့လိုပြန်သွားလို့ရတဲ့အချိန်ကတိုးလေးအခုက flanking တော့ကောင်းတော့တွေ့သွားပြီဗျာနော်ပြန်ပြီးတော့ light side forward ထားတဲ့ခြားထဲမှာ Messi မှာကန်ဆိုးကျင်တော့တန်တာဖောင်ရင်းနဲ့ဗျာတန်တာ flash တွေပေးလိုက်ခြားထဲမှာတစ်ဖက်မှာလည်း law objective ကို redistribution ရှောင်းရန်ရောင်းတော့ယူသွားခဲ့သေးတယ်ဗျာ Mythic C ဘယ်လိုမျိုးပြန်ပြီး response လဲဆိုတော့ကြည့်ရမှာတစ်ဖက်မှာလည်း 2v1 ကျွံသွားခဲ့တဲ့ Messi ကိုတော့ tsunami slam နဲ့နောက်ကနေပြီးယိုရဲ့ dark chaos တွေနဲ့ပြန်ပြီးတော့အဆုံးတော့တတ်လိုက်တာ Black Thorn ရဲ့ response တွေကတော်တော်ကောင်းနေပြီနော် Black Thorn ရဲ့ response Black Thorn ရဲ့ဆုံးဖြတ်ချက်ဒီအချိန်ဒီမှာကျွန်တော်တို့လုံးဝ appreciate လုပ်ရမယ်ကျွန်တော်တစ်ဖက်မှာစောင့်နေခဲ့တဲ့ back time ကိုကောင်းကောင်းနားလေတယ်တစ်ဖက်မှာလည်းကျွန်တော် Shawn ရဲ့ retribution ပိုကောင်းသွားခဲ့ပြီးတော့နှစ်သီးသားဗျာ Messi လည်းရတယ်လော်လည်းရတယ်ချက်ချင်းလို high ground defense ကနေပြီး attacking ပြန်ပြောင်းသွားပြီးတော့ Black Thorn နေနဲ့သူတို့ဆုံးရှုံးခဲ့တဲ့ map control နဲ့ turret တွေကိုတော့ဒီအချိန်ဒီမှာပြန်လဲပြီးသိမ်းပိုက်လို့ရပြီဗျာ Mythic C အနေနဲ့တော့ defending အပိုင်းတော့ရွေးလာခဲ့ရပြီဗျာရိုးအနေနဲ့ကျွန်တော်ပြောသလိုပဲ Holy Crystal တွေပါလာခဲ့တဲ့အပိုင်းမှာနောက်ပိုင်း Elita တို့ပါတို့ကအစဂီယူတော့ဆိုက်ရတော့မယ် Elita တောက်လျှောက်ဆိုပြခွဲနေတဲ့ကြားမှာ Adrian အနေနဲ့တော့ River Line ပြန်ပြီးတော့ပဲထိန်းထားရသေးတယ်ဗျာ Juno အနေနဲ့ Down Run ပြန်ပြီးတော့ခေါ်ထားသေးတယ် Off Fan မဖိုးရဲပါလာခဲ့ Messi 2 man ထိန်းထားရတယ်နောက်ကနေပြီး Elita Blazing 2တွေကြားမှာ Juno အရင်ဆုံးပေးခဲ့ရတယ်တစ်ဖက်မှာလည်းရိုးဝင်လာခဲ့တဲ့ခြေလန်းလေးကအနှဲငယ်လေးလွဲမောင်းသွားတဲ့ကြားမှာ Nico ပြန်ပြီးတော့ပဲရလိုက်သေးတယ်ဗျာ Hurricane နှစ်ကောင်လဲထားသေးနောက် Elita ပြစ်ချက်တွေအောက်မှာတော့ A လေးပြန်ပေးလိုက်ရတယ်ဗျာ3ကောင်နှစ်ကောင် High Ground Attack လုပ်ခဲ့ပေမဲ့ Black Thorn ဒီချိန်မှာကြာရှုံးနေရတော့ပို့ပြီးတော့များပြားသွားတယ်ဗျာနောက်ပိုင်းမိနစ်တွေကြာလို့ရှိရင်တော့ respawn time တွေကပို့ပြီးတော့များပြားလာမှာဖြစ်တဲ့အတွက်ကြောင့်မို့ဘာပဲနေနေကေးရတဲ့အသင်းတွေနဲ့အများကြီးလုံးလို့ရသွားပြီဒီအချိန်ကတော့ဘာပဲနေနေ Black Thorn အနေနဲ့ခုနကတော့လို့ 7k behind ကနေပဲအခု 2.5k ပဲကျန်တော့တယ်နောက်က minimize လုပ်ထားနိုင်တယ်ဟုတ်တယ်ရှောင်းရန် damage သေးတာနောက်ကနေပြီး follow up လေးတောက်လျှောက်လိုက်ပေးနိုင်မယ်ဆိုရင်တော့ Black Thorn တော့တော်တော်လေးချိန်နေကောင်းနေပြီလို့ပြောလို့တော့ရမယ်ဗျာနော်ဒါပေမဲ့လည်းပြန်ပြီးစဉ်းစားကြည့်ရမယ်ဆိုရင် Mythic C မှာသူတို့အတွက်နောက်ဆုံးလက်နက်ကကျန်နေသေးတယ်အဲ့ဒါ lane pressure ပေးရတယ်ဟုတ်တယ်နောက်တစ်ဖက်မှာအဲ့ fan ရိုးဘာလို့ပါနေခဲ့တဲ့အရာက fan club ကြီးဒါပေမဲ့ခုနကတော့အဲ့စဉ်းစားတဲ့ပုံစံလေးအဲ့ဒါပဲ lane pressure ပေးခြင်းရတယ်အနောက်မှာခြုံလေးထဲမှာကတ်တိုးလေးစောင့်သားမယ်ကြိုပြီးတော့လက်ဦးမှုရမယ်ဗျာဒီလိုပုံစံမျိုးပြန်သွားဟိုလက်ရှိကခုနကတော့ Black Thorn က map control ဆုံးရှုံးမှုကသူတို့ဘက်ကတော့ပိုများတယ်ဒါပေမဲ့ minion wave ကိုအလဲမှာတိုက်ထားနိုင်တာမျိုးတွေသိရမလားခြုံနေပါတယ်အကုန်လုံးဦးနိုင်တဲ့အရာတွေကသူတို့အတွက်ပိုကောင်းတဲ့အရာတွေဖြစ်သွားတယ်လို့ကျွန်တော်ပြောရမယ်တိုင်းတိုင်းမှာထပ်ပြီးတော့ပဲကျွန်တော်တို့အချင်းချက်လေးတွေလုံနေပြီနော်လီဒါမှာတော့ win talker တွေပါထပ်ပြီးတော့ပါလာခဲ့တယ်ဟေးမင်္ဂလာပါဒီကောင်းတာပေါ့နော်ဘာဟင်းနဲ့စားလင်းဆိုတော့ဘွေးကတော့ black ကိုတော့မင်းနေပြီနောက်ကနေပြီး Nico တော့ follow up လေးတော့သွားပြီးတော့စောင့်နေခဲ့တယ်ဗျနှစ်ယောက်လုံးကလည်း immortal နဲ့ဆိုတော့တယောက်နဲ့တယောက်နှုတ်ဆက်အောင်လောက်ပဲဒီအချိန်မှာတော့သွားပြီးတော့တွေးနေရတယ်ဘသူကတော့ခြေလန်းရင်မှားမလဲဆိုတော့စောင့်နေရဗျခုနကလည်းကျွန်တော်ရှောင်းရံနဲ့နော် leader နဲ့ by one ဒါသွားပြီးတော့တွေ့ထားသေးတယ်ဒါပေမဲ့နောက်ကတော့ Bremer image လေးနဲ့ forward ပါတယ်အဲ့ဒါအရန်ကြီးဂျွန်လို့မရတော့တဲ့အချိန်ကြီးဖြစ်လာပြီဒါပေါ့အခုကတော့ကျွန်တော်ဒီပွင့်လေးပြောရဂျွန်တဲ့ကောင်ဒါဖြတ်နိုင်တဲ့ကောင်တွေ damage calculation ဘိုင်းတွေပို့ပြီးတော့လိုအပ်လာ front liner တွေဖြစ်တဲ့ A လွင်လည်းမာပေးနိုင်တယ်တစ်ဖက်မှာဘိုးရဲတီလေ reverse line နဲ့တွေးငယ်ရင်လည်းပြန်တက်လာမယ့်အခြေအနေရှိရဗျာလို့ဒီကောင်လေးအကုန်လုံးဖြည့်ရှင်းမှုအပိုင်းနေနောက်ကဒီ player တွေကိုဘယ်လိုမျိုး aim လဲဆိုတဲ့အရာတွေကပို့ပြီးတော့အရေးကြီးတဲ့ခန်းကဏ္ဍမှာရောက်လာပြီ pick up ပါတယ်တစ်ဖက်က AoE crowd control နဲ့ battle combo တွေရဲ့ spell combo တွေရဲ့အရေးကြီးတဲ့အချိန်တစ်ခုတော့ရောက်ရှိလို့လာခဲ့ပြီဗျာကျွန်တော်ကတော့ winner crown တွေပါ supply ပြသူ offense ဆွဲပြီးတော့ပဲ winner crown ခဲတော့မယ်ဆိုတဲ့ကွက်လေးများပြတ်သားတော့မလားပေါ့နော် law objective ဆိုင်မှုအတွက်ကတော့တိတ်တော့မလိုတော့ဘူးအဲ့တော့ law dancing ဒီခါ law dancing ကတော်တော်လေးအရေးကြီးရဗျာပထမ law dance မှာတော့ Black Thorn အနေနဲ့တကယ်ကိုကျွန်တော်တို့လက်ဦးနိုင်ခဲ့တယ်ဒီအချိန်မှာတော့တက်လော့ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်နှစ်သင်းလုံးကတော့ဒီလိုတော့ site မှာတော့အမှန်ပဲအဲ့တော့ဘိုးရဲ့ AOG တွေနဲ့နောက်ကနေပြီး Elite ရဲ့ Blazing Dew combination တွေကြားမှာ Messi ဘယ်လောက်ထိများလုတ်ကွက်ထွက်နိုင်မလဲတစ်ပတ်ကနေလည်းအရင်က sticky အားကောင်းပြီးတော့ solid ဖြစ်နေတဲ့ Black Thorn ဒီ game နဲ့3ကိုတကယ်ပဲကျွန်တော် take down သွားနိုင်မလားဆိုတဲ့မေးခွန်းတွေကတော့အတွေးထဲမှာအများကြီးတော့ပြည့်နေနေပြီဗျာလက်ရှိဒီခုတည်ထားတဲ့ plan ရဆိုရင် Mythic C ကဒီတော့ Baden ခေါ်ပြီးတော့လိန်ကြောင်းမဲ့ကျွန်တော်အဲ့ရောက်သွားမှာဟုတ်တယ်လက်တော့တိတယ်ကျွန်တော် Kalia Luno pick ကတကောင်ဖြတ်နိုင်တယ်ဆိုတော့ information တိထားပြီးသားတစ်ဖက်က
ကျွန်တော်ခြုံနေကုန်လုံးလိုက်ရှာနေတယ် information ရအောင်ပါသွားရှင်းနေပြီဗျာ Tsunami Slam ပြန်ပြီးပေးတော့ကြားထဲမှာ Jack Chaos တင်တဲ့သူ King Flash ကိုတော့6ပွဲတွေးရှိသွားပြီဗျာ Black Thorn ဒီလိုမျိုးကျွန်တော်လုံးကွက်တွေကိုပဲ Messi နဲ့မာတဲ့ဟိုကလုတ်ခဲ့ပြီးသွားပြီဗျာ No Jungler No Retribution ဆိုတဲ့အခြေအနေတစ်ခုတော့ Method C အနေနဲ့ဒီအချိန်မှာတော့ဆက်လက်ပြီးတော့ရင်ဆိုင်အောင်မယ်အဲ့တော့ A လွင်တောက်ဆောက်ဆိုလိုက်ရှာနေတဲ့ကြားထဲမှာတော့ Messi အနေနဲ့လုံးကွက်6ပွဲတွေးရှိမှုတော့စူးစမ်းနေတယ်တစ်ပတ်မှာတော့ Blast 2 Win the Crown Juno Win the Crown တင်ပြီးပေးလိုက်နေပြီ Immortal မှာဆွတ်ပေးလိုက်ပြီဗျာအဲ့တော့ Law Objective ကိုတော့ဒီအချိန်မှာတော့ Black Thorn ဥဆောင်မှုအတွက်ကတော့များနေပါပြီ Method C အနေနဲ့ကလည်းအချိန်ဆွဲထားဖို့အတွက်ကတကယ်ကိုလိုအပ်နေရဗျာ over the fight Jungler မရှိရရာတခုတော့ Black Dawn နေနဲ့အကောင်းဆုံးပဲခွင့်ရေးယူသွားနိုင်မလားဆိုတော့ကြည့်ရမယ်ဒီခုတော့ပြစ်ခွဲနေတော့မှလည်း Messi pressure ပေးနေပြီဒီလောတခုလုံးဝလုံးလို့မရအောင် Black Dawn ရဲ့ဆုံးဖြတ်ချက်ကတော့ရှင်းနေပဲဒီလောကိုသူတို့ရအောင်ယူမယ် retreat လေးကို အေးသေးပေါက်အောင်မယ်ရှောင်းရရောက်သွားပြီဘယ်နဲ့ဆက်တခုချက်ချင်းပြန်ဆိုင်ပြီဗျာ Tsunami Slam နဘိုရဲပြန်ပြီးတော့ပါသွားပြန်ပြီ AOG လေးရှိသေးရင်တော့သူကောင်းလွတ်နိုင်သေးတယ်ဆိုရင်ထပ်ပြီးတော့ Tower Strike ပေးလိုက်ချမ်းမယ် Messi တယောက်ကတော့ကြုံရခဲ့ပြီဗျာ Immortal လေးကတော့သွားပြီးကြံနေသေးတယ်ဆိုရင်တန်ရောစင်တွေကတော့ဖြတ်ထားခဲ့လိုက်တာတော့အကောင်းဆုံးပဲ Black Dawn ဒီအချိန်မှာတော့ကျွန်တော် Matic C ကိုတော့တကယ်ပဲ bounce back reverse switch တွေပေးဖို့အတွက်ကတော့အစင်သင်းတော့ပြင်းနေပြီလားဆိုတော့ကြည့်ရအောင်မယ်ဒါပေမဲ့ response time တွေအရာတော့ဒီအချိန်မှာ second 40လောက်အထိပါရှိနေပြီဗျာ 3កောင်ပဲကြံတော့တယ်ဒီတစ်ခေါက်လုံးရလေတီတီပြန်ပြီးတော့တက်လာခဲ့ပြီဗျာ Mythic C ဘက်ကတော့ကျွန်တော်ဒီအချိန်မှာ defend ကြီးကိုပဲချက်ချင်းကြီးပြန်ပြီးတော့ပြောင်းသွားခဲ့တယ်ဗျာကျွန်တော်ဒီပွဲလေးမှာအကုန်လုံးကတော့ကျွန်တော် Mythic C ကိုကျွန်တော်လုံးဝပြတ်သက်တွေသွားမယ်လို့ထင်ထားတယ် Game 1 Game 2 Game 3တစ်ချောင်းလုံးမှာ Black Dawn ရဲ့3ပြန်မှုဒီနေ့ပွဲအတွက် Black Dawn ပြင်ဆင်ထားတဲ့ plan တွေကတော်တော်ကြီးကိုလုံးဖြစ်နေကြတာမျိုးမြင်တွေ့ရဗျာအခုလဲ High Ground တက်တင်တစ်ခုတော့ကျွန်တော်ပြန်သွားပါအောင်မယ်ရေစက်တွေအများကြီးပါလာခဲ့ဆိုရင်ဒီတစ်ခေါက်ရေစက်ကိုတော့ Black Dawn အနေနဲ့ကတော့ကောင်းကောင်းကြီးတုံးချထားနိုင်ခဲ့တယ်လို့ပြောရမယ်ဗျာ Immortal ဆွတ်ထားသေးတယ်ဒီကသူရဲ့တောင်ရောက် Win play ပဲ Tsunami Slam Immortal ပါချထားတဲ့ King Flash တက်ပြီးတော့ Tower Strike နဲ့ instant ပြတ်သွားခဲ့တဲ့နေသားတစ်ခုတော့ Method C ရင်ဆိုင်နေရပြီဗျာဒါပေမဲ့ second 50သူတို့အတွက်လုံလောက်တဲ့အချိန်လေးတစ်ခုတော့ King Flash ဆွဲထားနိုင်ခဲ့တယ်လို့ပြောရမယ်ဗျာ Messi ပြန်ထွက်လာမယ် time နဲ့ဆိုရင်ကျွန်တော်၄ယောက်ပဲကြံနေတော့မယ် Black Dawn ဘက်ကဒီချိန်သူတို့အတွက် Ambo အတွက်အကောင်းဆုံးခွင့်ရေးတစ်ခုပဲ forward the fight နော်ရှောင်းရပြစ်တဲ့များတဲ့ချက်ကသူတို့တော်တော်ကိုင်းဝိုင်းသွင်းတဲ့တုံးကြောက်ကြသွားတဲ့အချိန် Don ဖြည်းဖြည်းနဲ့ပြန်ပြီးတော့တက်လာခဲ့ပြီတေချာ online mega ခွင့်ပြုပေးရတဲ့အချိန်ဒီမှာမြင်ဝေး3ဝေလုံးနဲ့ပြန်ကာပြီးတော့ Mythic C defending လုပ်ဖို့တော့ပြန်တေထားသေးရဲ့ဗျာ ထပ်ပြီးတော့ Messi ဝင်သွားတဲ့ကျွန်တော် 2 man ထပ်ပြီးတော့ Stone Bind Skyfall တွေပေးထားဆိုရင် Black ဘက်ကနေပြီးတော့လေဟိုရဲ့ AOG 4 man လောက်ထိတော့ပြေးပြီးတော့ထိန်းထားသေးရဲ့ဗျာဒီကိုရသလောက်တော့ damage ပေးနေဆိုရင်ရှောင်းရန်ပြေးကြည့်ထားလေတော်တော်လေးတော့ကောင်းတယ် low objective ကပြီးသွားခဲ့ပြီဗျာနောက်ကနေပြီး Elita hide swap immortal ရှိနေရဆိုရင် Black ပြန်ပြီးတော့ Tsunami Slam ပေးလိုက်ကြမှာ Elita မရတော့ဘူးဗျာ Black Dawn game number 3ကိုတော့တကယ်ပဲအနိုင်ပြန်ပြီးတော့ယူသွားခဲ့နေပြီ reverse switch ဆိုတဲ့ပုံစံတစ်ခုကိုဒီနေ့ပွဲစဉ်မှာတော့ Method C ကိုပြတ်သားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်လမ်းတော့တောင်းမြေမှာကျွန်တော်မဖြစ်နိုင်ဘူးဆိုတော့လုံးဝမရှိခဲ့ဘူးဗျာအကုန်လုံးရဲ့ command ချက်တွေဖြောင်းပြက်လန်ခဲ့ပြီးတော့ပဲ Black Dawn အနေနဲ့ဒီတစ်ခေါက် game number 3မှာတော့တို့နိုင်ပွဲကိုတော့ရောက်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ် Match of the day ပဲဗျာ Match of the day ပဲတကယ်ကိုကျွန်တော်ဒီအသင်းတွေအကုန်လုံးကျွန်တော်တို့အကုန်လုံးဒါညီကိုတွေအကုန်လုံး command ခဲ့ကြသလိုမျိုး All Star Line ရဲ့ data ဆောင်ရဖို့အချက်လက်တွေအရတကယ်ကိုကြမ်းမိမယ်